ကျမကလက်နွေးအိတ်လေးကိုကင်ပြီးစီးနှင်းတွေကျနေတာကိုမေးကြည့်နေမိတယ်ဒီကဘဝကတော်တော်လေးနေလို့ထိုင်လို့ကောင်းပါတယ်အားလုံးကအရှင်မင်းကြီးရဲ့ကျေးဇူးတွေကြောင့်ပါပဲသူကကျမဘေးကကြောက်ခုံတန်လျားပေါ်မှာဝင်ထိုင်နေလေကြောက်ခုံကအေးတယ်နော်သူကတော့တိတ်တီးစိုက်ပုံမရပါဘူးရှောင်ချင်းဝမ်ငါတော်တော်ကြာစဉ်းစားနေခဲ့တာမင်းတကယ်တမ်းဘာကိုလိုချင်တာလဲဒီစေကံမလိုချင်တာကအမြဲတမ်းရိုးရိုးလေးပါပဲအသက်ရှင်နေဖို့ကောင်းကောင်းစားရဖို့ကောင်းကောင်းအိပ်ရဖို့ဖြစ်နိုင်ရင်ဘယ်သူမှလာမရှုပ်ရင်အကောင်းဆုံးပေါ့ဒါပါပဲမင်းမရှိတဲ့စွမ်းရည်ကိုသာအေဂရစ်မင်းမြတ်အတွက်အသုံးချမယ်ဆိုရင်အဲ့ဒီစွမ်းရည်မျိုးရဖို့လူဘယ်လောက်များများကဘာမဆိုပေးဆက်ကြမလဲဆိုတာမင်းသိလားဗေဒင်ပညာဆိုတာဓာတ်သွားလိုပါပဲကောင်းကောင်းသုံးရင်အသက်ကယ်နိုင်ပေမဲ့မကောင်းရင်တော့လူတွေကိုရောကိုပါပျက်စီးစေတတ်ပါတယ်ဒီစေကံမကတတိနေပါတယ်အသက်တူမှလည်းကြောက်တယ်ဒုက္ခရောက်မှာကိုတော့ပိုးတောင်ကြောက်သေးတယ်ကျမကတော့နေလန်းထားတဲ့ငါ6တကောင်လိုပဲနေချင်တာတခါတလေမှတစ်ဖက်ကိုလှန်ချင်တယ်မှာပေါ့သူတိတ်ဆိတ်သွားတယ်သူကရင်ပြင်ထဲကစီးနှင်းဖြူဖြူတွေနဲ့အနီအောင်မက်မုံပွင့်တွေကိုကြည့်ပြီးအတော်ကြာအောင်ဘာမှမပြောဘဲနေခဲ့တယ်မျိုးဦးရာတီရောက်လာတဲ့အခါမှာတော့တော်ဝင်မိတ်တော်တစ်ခုကနန်းတော်တစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့တော့တာပဲကိုလုတ်တော်ငယ်ရှောင်းသည့်သဘောထားနုညံ့ပြီးအကျင့်စာရိတ္တကောင်းမွန်သည့်အတွက်ကြောင့်ကျင်ရှိဆောင်မှနေ၍နန်းတွင်းတစ်ခုလုံးကိုဥဆောင်ရန်မိဖုရားခေါင်ကြီးပွဲကိုအထူးပင်အနှင်းလိုက်သည်ရွှေရောင်တောက်ပနေတဲ့တော်ဝင်အမိတ်တော်စာလိပ်ကြီးရဲ့မိမဆိုးရဲ့ကျွမ်းကျင်လာတဲ့အော်ဟစ်ကြီးညာတန်ရဲ့ကနန်းဆောင်ထဲမှာပဲ့တင်ထက်နေလုံးပဲကျမကျမ်းပြင်ပေါ်မှာဒူးထောက်နေရင်တကူလုံးစွန့်သွားမိတယ်အရှင်မင်းကြီးအဲ့ဒီတောက်ပနေတဲ့အဝါရောင်တော်ဝင်အမိတ်တော်စာလိပ်ကြီးကိုစိုက်ကြည့်ရင်ကျမရဲ့အုံနောက်ထဲမှာလုံးဝဗလာဖြစ်သွားခဲ့တယ်ကျမသတိပြန်ဝင်လာပြီးအဲ့ဒီတော်ဝင်ဝါရောင်စာလိပ်ကြီးကိုကြည့်လိုက်တာကမိခဲကြီးကိုကြည့်နေရတယ်လို့ပဲအရှင်မင်းကြီးတော်ဝင်အမိတ်တော်ကိုညှင်းပယ်လို့ရမလားဟင်မိမဆိုးခများဒူးတွေပါတုံသွားပြီးကျမ်းပြင်ပေါ်ကိုလဲကျလူနီးပါဖြစ်သွားရှာတယ်မိဖုရားခေါင်ကြီးမိဖုရားခေါင်ကြီးရဲ့မလုပ်ပါနဲ့တော့အဲ့ဒီတောင်ရုပ်တရက်ဘူးနဲ့တော်ဝင်ဝစ်စုံကြီးကကျမကိုပြတ်တော်မတက်ပဲကျမကပေါင်30လောက်လေးမဲ့ခေါင်းဆောင်ကြီးကိုစောင်းပြီးအယုတ်တရုတ်လိုလှုပ်ရှားရင်းခန်းသားကြီးကျဲတဲ့နန်းတပွဲခန်းသားကြီးကိုပြီးဆုံးအောင်ဖျက်ကျော်ခဲ့ရတယ်ပြီးတော့အရာရှိတွေနဲ့နန်းတွင်းကိုလုတ်တော်တွေအားလုံးရဲ့ဥညွတ်အလေးပြုခြင်းကိုခံယူခဲ့ရတာပေါ့ရခင်ကအဆင့်အမြင့်ဆုံးကိုလုတ်တော်ဖြစ်ခဲ့တဲ့ဂုံတရေရှိကိုလုတ်တော်ကြီးရန်ကတော့အောက်မှာဒူးထောက်နေရင်မျက်လုံးတွေထဲမှာမနာလိုဒေါသတွေနဲ့အတူလက်ဆိုင်ပြီးဘာမှမတတ်နိုင်တဲ့လက်လျှော့လိုက်ရတဲ့အရေးအယောင်တွေပြည့်နေနေခဲ့တယ်သူမတစ်ချက်လေးတောင်မလုပ်ရဲရှာဘူးအခမ်းအနားပြီးလို့ပို့ပြီးခမ်းနားထေဝါစွာပြင်ဆင်ထားတဲ့မိဖုရားခေါင်ကြီးရဲ့ဆိုင်တော်ကိုပြန်ရောက်လာတဲ့အခါကျမကတော့အားအင်တွေအကုန်ခန်းပြီးကြီးမားလာတဲ့မိဖုရားခေါင်ကြီးရဲ့ကတင်ကြီးပေါ်ကိုပြစ်လဲချလိုက်မိတော့တယ်မြင်မြန်ဒါတွေအကုန်လုံးချုပ်ပေးကြပါဦးနန်းတွင်းအစီခံမိန်းကလေးတွေကရေကျင်စိတ်ကိုအောက်အီးပြီးကျမကောင်းပေါ်ကမြင်မာလာတဲ့ခေါင်းဆောင်ကြီးကိုဝိုင်းမပေးကြတယ်အဲ့ဒီညနေမှာပဲအေဂရစ်မင်းမြတ်ရောက်လာခဲ့တယ်သူကလူတွေအားလုံးကိုအပြင်ထွက်ခိုင်းလိုက်လို့ကျယ်ဝန်းလာတဲ့အိတ်ဆောင်ကြီးထဲမှာကျမတို့နှစ်ယောက်တည်းပဲကြံခဲ့တော့တာဘလို့နေလဲကျမလည်းပင်ကျိုးတော့မှာပဲသူကတိုးတိုးလေးရေလိုက်တယ်သူကကျမရဲ့နောက်ဘက်ကိုလမ်းလျှောက်လာပြီးနှွေးထွေးတဲ့လက်ချောင်းလေးတွေနဲ့ကျမရဲ့လည်းပင်အနောက်ဘက်ကိုမြင်သာစွာနှိပ်ပေးတယ်အနှိပ်ကအတော်လေးကွက်တိပဲဟင်းဘာလို့ကျမဖြစ်ရတာလဲဘာလို့လဲဆိုတော့မင်းကပြင်းလို့လေမင်းကဒုက္ခတွေကိုမုန်းတယ်မင်းကနေလန်းထားတဲ့ငါ6တကောင်လိုပဲဘဝကိုဖျက်တမ်းကျင်တာမို့လို့ပဲရှောင်ချင်းဝမ်ငါတို့ရဲ့အင်ပါယာကြီးကတအားကိုကျေပြောလုံးတယ်ဘာလို့လဲဆိုတော့မင်းကပြင်းလို့လေမင်းကဒုက္ခတွေကိုမုန်းတယ်မင်းကနေလန်းထားတဲ့ငါ6တကောင်လိုပဲဘဝကိုဖျက်တမ်းကျင်တာမို့လို့ပဲရှောင်ချင်းဝမ်ငါတို့ရဲ့အင်ပါယာကြီးကတအားကိုကျေပြောလုံးတယ်နန်းတွင်းကလည်းအင်မတန်အကွက်စိတ်လုံးတယ်ငါတို့စီမှာပြဿနာရှာပြီးလှိုင်းတပိုးမထူမဲ့ဂိုင်းကနာတွေမဖွင့်မဲ့မင်းသားတစ်ပါးမွေးဖွားပြီးအာနာလူဖို့မကြံစီမဲ့မိဖုရားခေါင်ကြီးတစ်ပါးလိုအပ်တယ်ပြောရရင်သူ့ကိုယ်တိုင်ကတော့မိဖုရားခေါင်ကြီးနေရာကိုတိတ်ပြီးမမတ်မောတဲ့သူမျိုးပေါ့အဲ့ဒါမှသာငါတို့စိတ်အေးရမှာအဲ့ဒါမှသာဒီနန်းတွင်းကြီးကတကယ်တမ်းငြိမ်သက်သွားမှာကျမတိတ်ဆိတ်သွားမိတယ်ဒါဆိုတူတန်ဖိုးထားတာကဘာလို့ချင်းစိတ်ဘာယီမှန်းချက်မှမရှိတဲ့ကျမရဲ့ငါ6လူတဘာဝကြီးပေါ့ဒါဆိုအရှင်မင်းကြီးရဲ့မိဖုရားခေါင်ကြီးကဘေးရန်ကွယ်တဲ့အဆောင်ရုပ်လူသဘောမျိုးပေါ့အဲ့လိုပြောရင်လည်းရတာပါပဲအရှင်မင်းကြီးဒါဆိုမိဖုရားခေါင်ကြီးရဲ့တာဝန်တွေကိုညှိနှိုင်းကြရအောင်အဲ့ဒီတာဝန်တွေကိုတခြားသူတယောက်ကိုကိုစားလုပ်ခိုင်းလို့ရမလားဟင်ဘာတွေလဲဥပမာနန်းဆောင်6ဆောင်လုံးကိုစီမံခန့်ခွဲတာကိုလုတ်တော်တွေနဲ့စကားဆက်မြပြောတာဒလိထုံတန်းခန်းသားတွေကိုဥဆောင်တာမျိုးတွေလေဖြစ်နိုင်ရင်ကျမစီကိုလာပြီးမရှာကြပါနဲ့ရတာပေါ့တကယ်လားအရှင်မင်းကြီးအေဂရစ်တပါးရဲ့နှုတ်ကထွက်တဲ့စကားကပြင်လို့မရဘူးတော့ပြီးတော့မင်းလို့ရမှာကတခုတည်းပါဘာလဲဟင်ဒီတိုင်းရှိနေပေးဖို့ပဲလှဲနေကောင်းကောင်းစားကောင်းကောင်းအိပ်ပါကူမှစိတ်ပူမနေနဲ့သဘောတူတယ်မလားအဲ့ဒီလိုနဲ့ပဲနန်းတွင်းကြီးထဲမှာအထူးဆန်းဆုံးမြင်ကွင်းတစ်ခုကိုမြင်တွေ့ခဲ့ရတော့တာပေါ့မိဖုရားခေါင်ကြီးကအမြဲတမ်းနေမကောင်းဖြစ်နေတတ်ပြီးတကားပိတ်ကအပြင်ကိုလုံးဝမထွက်ဘူးလေတော်ဝင်တစ်စိတ်တုံးကိုတော့စိတ်ချရပြီးတည်ငြိမ်တဲ့အပြင်ကံကောင်းထောက်မှစွာနဲ့ကလေးလည်းမရှိတဲ့ကိုလုတ်တော်ရှမ်းစီလွှဲပေးထားလိုက်တယ်နန်းတွင်းကိစ္စအဝါကိုတော့အရေးချင်းရှိတဲ့ကိုလုတ်တော်တိတ်စီလုံးလုံးလျားလျားလွှဲအပ်ထားလိုက်တာပေါ့ကိစ္စတေးသေးမွားမွားဒရမာတွေမျက်နှာသာရဖို့ပြန်ဆိုင်ကြတဲ့ကိုလုတ်တော်တွေမနာလိုတာတွေအာဃာတတွေကတော့အေဂရစ်မင်းမြတ်ဖြည့်ရှင်းရမယ့်ကောင်းကဲစရာကိစ္စတွေဖြစ်ကုန်တာပေါ့ကျမရဲ့တခုတည်းသောတာဝန်ကတော့တနေ့မှာမျက်နှာပြဖို့လိုအပ်တဲ့ပွဲကြီးလမ်းကြီးတွေကြရင်တက်ရောက်ပေးရတာတအားလေးတဲ့တောင်ရုပ်တက်ဘူးကြီးကိုစောင်းပြီးအခမ်းအနားအလှပြပစ္စည်းတစ်ခုလိုမတက်ရက်နေပေးရတာပဲအေဂရစ်မင်းမြတ်ကတော့ရန်ဖန်ရန်ခါဖုံးရီဆောင်စီလာတတ်ပါတယ်တခါတလေကြရင်သူကတော်ဝင်စီရင်ခံစာတွေကိုဖတ်ပြီးတဲ့နောက်ခဏလောက်ထိုင်ဖို့ကျမပြောထားတယ်ဆိုတဲ့လက်ဖက်ရည်ချမ်းလေးတစ်ခွက်လောက်တောက်ဖို့လာတတ်တယ်တကယ်တော့နန်းတွင်းအစီခံမလေးတွေပြောတာပါတခြားအချိန်တွေမှာတော့ကျမအတွက်တိတက်လုပ်ထားတဲ့အပူခုခံတွေပါတယ်ကတော့ချုံပုံစံကတင်ရှိကြီးရဲ့အခြားတစ်ဖက်မှာဒီတိုင်းလဲနေရင်စာဖက်လိုက်ဒါမှမဟုတ်ခဏမိတ်ဆက်လိုက်လုပ်တတ်တယ်နေ့ရက်တွေကတော့အေးလူမလုံးမချင်းတာမန်ကာရှန်ကပဲကုံဆုံးသွားခဲ့တာပေါ့ကျမဒီမိဖုရားခေါင်ကြီးနေရာမှာ10နှစ်တိတိလဲနေခဲ့တဲ့ခြေတံတွေကပေါ့ပပနဲ့တင်းငိမ်စွာချင်းကပ်လာပြီးကျမနဲ့ရင်းနှီးနေတဲ့တင်းပြန့်မင်းနဲ့ဆန္ဒကူးနဲ့လေးကိုတဲဆောင်လာရင်ကျမဘေးနားမှာရက်တန်သွားတယ်ကျမမျက်လုံးဖွင့်ဖို့တောင်ပြင်းနေမိတယ်အရှင်မင်းကြီးဒီနေ့အတွက်အစီရင်ခံစာတွေဖတ်လို့ပြီးပြီလားဟင်အဲ့ဒီအဖိုးကြီးတွေဒီနေ့တော့ငင်းခုန်မနေကြပါဘူးသူတို့ညောင်တူကိုရန်ပုံငွေကိစ္စနဲ့ပတ်သက်ပြီးငင်းကြတာလေဦးဒါဆိုအရှင်မင်းကြီးနိုင်ခဲ့တာပေါ့သူတို့ကိုငင်းခွင့်ပေးလိုက်တာပါပြီးတော့မှငါကဘတ်ဂျက်ရဲ့30%ကိုဖျက်ချပစ်လိုက်ပြီသူတို့သာဆက်ပြီးငင်းနေအောင်မယ်ဆိုရင်တစ်ခုလုံးကိုဖျက်သိမ်းပစ်မယ်လို့ပြောလိုက်တာအဲ့ဒီတော့မှအားလုံးပါဆက်ပိတ်သွားကြတာ
မြဲတမ်းပညာရှိတော်မူလာပါတယ်အရှင်မင်းကြီးသူကကျမဘေးကကြောက်ခုန်တန်းရပုံမှာဝင်ထိုင်လိုက်ပုံရတဲ့တိတ်ဆိတ်တဲ့အခိုက်အတန့်လေးတစ်ခုကုံဆုံးသွားခဲ့တယ်မိဖုရားကောင်ကြီးအဖြစ်ဖြတ်တန်းခဲ့ရတဲ့ဒီလိုအေးလူလူနေရက်တွေကမင်းအတွက်အဆင်ပြေရလားကျမမျက်လုံးတစ်ဖက်ကိုဖွင့်ကြည့်လိုက်မိတယ်ညနေခင်းနေဝင်စီးစာရဲ့ရွှေရောင်လင်းနှန်းတွေကသူ့အပေါ်ကိုကြားရောက်နေပြီးသူ့ရဲ့ပုံရိပ်ကိုနုညံ့သွားစေတယ်လို့ပဲသူ့ရဲ့မျက်ဝန်းထောင်တွေမှာတော့အရေးကြောင်တေးသေးလေးတွေထင်ကျန်နေခဲ့ပြီပေါ့တောင်ရုပ်တရဖူကြီးကတအားလေးတာကလွှဲရင်ကျန်တာအားလုံးအဆင်ပြေပါတယ်ဖုရားတရဖူကြီးတအားလေးတာကလွှဲရင်ကျန်တာအားလုံးကောင်းပါတယ်ငါတို့တစ်ခါတလေစဉ်းစားမိတယ်မင်းကိုဒီနေရာထဲတွန်းပို့လိုက်တာမင်းအပေါ်ငါတို့မသွားခဲ့သလားလို့ပေါ့လုံးဝမမပါဘူးအရှင်မင်းကြီးဟောကိုမကြည့်လိုက်ပါဦးကျမကမိုးကုတ်ဆက်ဝိုင်းစီမှာဆေးချထားတယ်လို့လှပနေတဲ့စီးစာလှကိုလက်ညှိုးထိုးပြလိုက်တယ်ပြီးတော့ရင်ပြင်ထဲမှာဝေဝေဆာဆာပွင့်နေတဲ့ပန်းတောက်ကြီးတွေရဲ့ရုံးစပွဲပေါ်မှာလှလှပပပြင်ဆင်ထားတဲ့အနုစိတ်မုတ်လေးတွေရဲ့နောက်ဆုံးမှာတော့ကျမရဲ့ပကုံးပေါ်မှာခြုံထားတဲ့တိမ်တိုက်ပေါ်မှာနူးညံ့လွန်းလာတဲ့ကတိပါပိုးထဲစာကြီးကိုပြလိုက်တာပေါ့မိုးမလင်းခင်ထားပြီးအလေးပြုစရာလည်းမလိုဘူးဘသူကမှလည်းမကောင်းကြံစရာမလိုဘူးစရင်စရာတွေနဲ့ရှုပ်ထွေးလာတဲ့နန်းတွင်းကိစ္စတွေနောက်လည်းလိုက်နေစရာမလိုဘူးလေစားချင်တဲ့အချိန်စားအိတ်ချင်တဲ့အချိန်အိတ်လက်ဖြားလေးတစ်ချက်တောင်မလုပ်လိုက်ရဘဲနဲ့လက်ဆောင်တွေနဲ့လစာတွေကအချိန်မှန်ရောက်လာတာပဲဒီလိုဘဝမျိုးကကျမလိုအင်မတန်မှပြင်းတဲ့သူအတွက်တိတက်အထည်လောက်ထားတယ်လို့ပါပဲအရှင်မင်းကြီးရဲ့မိဖုရားကတော့ဒီမှာတကယ်ကိုတက်တောင့်တက်တာနဲ့လှည့်နေရတာပါဧကရမင်းမြတ်ကကျမကိုအတော်ကြာအောင်စိုက်ကြည့်နေခဲ့တယ်နေဝင်စည်းစာရဲ့ရွှေရောင်လင်းနှန်းတွေကအရေးပြောခါစားရွှေရည်နွေ့နွေ့တွေလိုပဲသူ့ရဲ့မျက်ဝန်းတွေထဲမှာဆွဲထင်သွားပြီးနောက်ဆုံးမှာတော့သူရေမောလိုက်တော့တယ်အဲ့ဒီရေမောတန်ထဲမှာစိတ်သက်သာရမှုပေါ်ပါမှုနဲ့တိတ်ဆိတ်တဲ့နှွေးထွေးမှုတွေပါဝင်နေပြီးသူအမြဲတမ်းပို့ထားရတဲ့ဝင်ထုတ်ဝင်ပိုးကြီးကိုနောက်ဆုံးမှာချပစ်လိုက်နိုင်တယ်လို့မျိုးပဲကောင်းပြီမင်းတက်တောင့်တက်တာရှိတယ်ဆိုရင်ငါတို့လည်းစိတ်အေးလက်အေးနာနာနေနိုင်ပြီပေါ့ညနေခင်းလေးပြေလေးကညင်သာလွန်းလာတဲ့နေဝင်ရိုးရီအချိန်ကတော့မြစ်တစဲလိုပဲစီးဆင်းနေခဲ့တယ်ဖုံးရီဆောင်ရဲ့အမိုးအကာအကျွေးပြားလေးတွေကကွက်ပြောက်လူနီးပါဖြစ်နေတဲ့နောက်ဆုံးလက်ကျန်လင်းတန်းလေးအောက်မှာတောက်ပနေခဲ့ပြီးမိမိနဲ့ကွက်တိကြတဲ့ရေတိမ်ပိုင်းလေးကိုရှာဖွေတွေ့ရှိသွားတဲ့ငါးကောင်လိုပဲနှွေးထွေးလို့နေတာပေါ့နေပူစာလုံးနေတဲ့တဲတောင်ပြင်ပေါ်မှာပြင်းပြင်းတွေလှိပ်ပရင်နေပူစာလုံးကကျင်းနဲ့အားရတဲ့ပူပေါင်းလေးတွေမှုတ်ထုတ်နေတယ်လို့ပါပဲဘဝဆိုတာရှည်လျားပါတယ်ဘာမှမလုပ်ဘဲနဲ့အောင်နိုင်သူဖြစ်ရတာတကယ်ကိုမစိုးလာပါဘူး